ဒီနေ့မှာတော့တမိတနေချင်းခကြီးခုံခိုင်းထားတဲ့ OP တာ OP လေးကိုခုံပြပါပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာတမိရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကဲစကြမယ်တော့ပါမယ်ဒီကတော့ OP တာဝါလေးကိုခုံပြတာပါဖြစ်ကြတော့ပါပြီခေဒါနီယောင်လေးကိုခေါ်မှာလိုင်းရတော့တိတ်မကောင်းပါဘူးအားကြောင့်အဲ့လိုပဲဖြစ်နေရပါအနီယောင်လေးကိုခေါ်ပါမယ်ထိုးတာပဲဆိုတဲ့အတိုင်းပဲသူပြခေါ်ရတာပေါ့တော့ပါမယ်ချိုးတာပါဆိုတော့မျက်နှာနဲ့ဟာတွေကိုမချိရပါဘူး Okay State 4ကိုတော့ရောက်ခဲ့ပါပြီဒီနေ့မှာတော့ဘယ်ထိရောက်နိုင်မလဲဆိုတာကိုဗီဒီယိုလေးကိုစုံကြည့်ရှုကြပါ Okay တော့ပါမယ်ခုံပါမယ်ခုံပါမယ်ပြုတ်ကြတော့မယ်တော့ပြုတ်ကြတော့ပါပြီOkay ခုံပါမယ်Okay ရောက်တော့မယ်ရောက်သွားပါပြီ Okay ဆိုတော့ထူးတာပါဆိုတော့အလဲကောင်းများဖြစ်ပါတယ်အတဲကောင်းပါOkay တော့ပါမယ်ဘာပြနေရလဲမသိပါဘူးရှုပ်ရှက်ကနေရပဲOkay ဆက်သွားပါမယ် Okay တော့ပါမယ်Okay ဆက်သွားပါမယ်တော့ပါမယ်စတေးပြုတ်ကြတော့ပါပြီပြုတ်ကြည့်ပဲကြာနေစိတ်တွေလည်းညစ်ပါတယ် Okay စတေး9ရောက်တော့ပြီတော့ဒီပေါ်လွှင့်သွားပါတယ်အဲ့ဆိုစိမ်းရောင်လေးကိုထိရမှာပေါ့စိမ်းရောင်လေးတော့ထိလို့မရအောင်ဆိုတော့ဘာလို့ထိရမှာစိမ်းရောင်လေးထိလို့မရတာ Okay အပါပြီ stay 10တော့ပါပြီတေးပဲတေးနေတာပါစိတ်တင်နေညစ်ပါတယ်လဲအဲ့နေရာရဘလူးခေါ်မှလည်းမသိဘူးခုံပါမယ်အဒီကနေတွားမှလည်းမသိဟုတ်ပါတယ်Okay တော့ပါမယ် Stay Stroll လို့ရောက်လာပါပြီဒါကပါလေဆို90တဲ့ပါ19ပါနော်တေးသွားပါလေလဲကနေသွားမယ်ချင်းနဲ့တွန်းထင်တော့ဟုတ်ဘူးဆိုဘယ်နာသွားမှာလဲအဲ့ဆို27ဟုတ်တယ်27ပါFrank chicken or eggs ကိုရွေးလိုက်ပါမယ် Okay ဒီရောက်လာပါပြီဟဲ့တော့မလဲခရင်ရောင်လေးရွေးလိုက်တေးသွားပါတယ်ဘယ်ရွေးငါမရွေးလိုက်ပါမယ်ရောက်သွားပါပြီပြရ Okayကိုပြောက်ထားတဲ့လေကားပေါ်မှာတက်နေပါပြီသွားပါမယ်
နီအောင်ထိရမှာပေါ့နော်ဟဲ့မခုံးရဘူးဒါဘလို့ကြီးလဲဒါဘလို့ကြီးလဲမသိဘူးကိုပြောက်ထားဝင်ကပါလားမသိဘူးစတော့ပါမယ်ဘယ်တော့မှလည်းမသိဘူးပေါ့ကွာဒီမှာโอเคသွားပါမယ်အဲ့တိုင်းပဲသွားပါမယ်โอเคတော်တော်ခက်ပါတယ်ဒီရနေဒါပေမဲ့တော့ကျွမ်းပါတယ်တော့လာစမ်းနေသွားမယ်โอเคနောက်ဆုံးတော့ရလာပါပြီဒါပေမဲ့ခုမှ16ပဲရှိသေးပါတယ်16ပြုတ်ကြတော့ပါပြီအဲ့ဒါလောလို့တော့မဖြစ်ပါဘူးဘာမှမမြင်အောင်ဆိုတော့ပြီးရင်ဟိုဘက်ရှေ့ကိုခေါ်ပါမယ်ရောက်လာပါပြီဒါတော့ပါရတဲ့အဖြူရောင်နဲ့မထီအောင်တင်နေโอเคဟုတ်ဘူးတော့ I'll find the ဒါပါ okay တမမဲခုံပါမယ်โอเคရလာပါပြီဒါလေးဘာတွေလဲမသိအဲ့ဒါမထီအောင်တင်နေတေးသွားတယ်တဲ့ဆိုပါယူစိန်တုံးတွေယူရမှာတင်နေတေးသွားပြန်ပြီရွှေတုံးတွေပုံကိုနင်းရမှာပါโอเคတီးသွားတော့တီးသွားโอเคဒါဆိုပေးကိုနင်းရမယ်ချင်းနေတော့ပါမယ်ဒီဂိမ်းကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့ဂိမ်းပေါ့နော်တော်တော်လေးကောင်းပါလေစိတ်ပြတ်ဖို့သွားပါပြီပြောရင်ဆိုရင်Kitty join လာပါပြီKitty join လာပါပြီဒါပေမဲ့ Kitty ကိုမဆောင်နိုင်တော့သွားပါမယ်ပြုတ်ကြတော့ပြန်ပြီဒီနေရာမှာတက်နေပါပြီတော့ဒီမှာတက်နေပါပြီပြုတ်ကြပါပြန်ပြီno မစကစ်ပါဘူးကိုအားကိုပဲကိုပါမယ်တော့ပါမယ်ပြုတ်ကြပြန်ပြီစိတ်တွေရှည်လိုက်နော်စိတ်တွေရှည်လိုက်စိတ်တွေဒါရှည်လိုက်ဒီကိန်းဆော့ပေါကောင်းမှာဒီဘက်ကောင်းမှာသွားပြန်ပြီတက်ရုံခုံချပလိုက်တာစတာပါမယ်โอเคဒီဘက်ကိုခေါ်မှာမယ်နောက်ဆုံးတော့ရလာပါပြီပြုတ်ကြတော့ပါလေတဲ့โอเคပြီးရင်ဒီဘက်ဒီဆင်းရတော့လွယ်ပါတယ်စတိတ်ကဘယ်ထိရှိရလဲတော့မသိပါဘူးခုမှတော့ဒါပဲရှိတယ်โอเคပြီးရင်ဟိုဘက်ကနေခေါ်မှလာမသိဘက်ကနေဒီဘက်ကနေဟုတ်တယ်ဒီဘက်ကနေโอเคရပါပြီစိတ်ဒီဘက်ကနေတော့မှတယ်โอเคတော့ပါမယ်ကိုပြောက်ထားတာသူတို့က
Okay သွားပါမယ်Okay ရောက်ပါပြီ Okay ရောက်ပါပြီ invite လုပ်လိုက်ပါဦးမယ်တမီးလေးကြီးခဲ့ကြည့်မလုပ်တော့ပါဘူး Okay ဆက်သွားပါမယ်ဘယ်လိုသွားမှာလဲ Okay လိုသွားမှာလဲဒီလိုသွား Okay ရလာပါပြီ Okay ရပါပြီဘယ်လိုသွားမှာလဲဒါဟောဒီလို Okay ပြီးရင်ဘယ်လိုဆက်သွားမှာ Okay ရောက်ပါပြီ Okay လန့်သွားတာပဲတော့ Okay ရောက်ပါပြီ easy state ဆိုရင်ကြောက်ကတယ်ကြောက်ကတယ်လို့ရောက်ပါပြီဒါမှတော့လာဆန်းနေတာသူတို့တွေကပြုတ်ချသွားပြီဒါကြီးကဘလို့ကြီးလဲဒါကြီးကဘာကြီးလဲတွန်းတိုင်ပတ်နေပါပြီအလဲကောင်းခေါ်ရမှာလားရှင်ကလုံးသွားတယ်ရှင်ကလုံးသွားတယ်ဟာရှင်ကနေသွားပြန်ပြီဟာဒါကြီးကဘာကြီးတော့ဘေးကနေသွားမှာဟုတ်တယ် sorry တဲ့ဘေးရသွားလိုက်ပြီးနေတဲ့ဟာကိုတွန်းတော့တော့လာစားပြီဒီဂိမ်းကတော့လာစားပြီဟာပြုတ်ကြတော့ပြီမီဒီဘက်ကမဟုတ်ဘူးဒီမှာမြန်လုံးကောင်းပါလေဒီလောက်ကတော့မြန်လုံးကအဲ့လောက်ထိတော့မဖြစ်သေးပါဘူးဒီဘက်ကနေအရင်သွားကြည့်မယ်မရဘူးအဲ့ဆိုအလဲကနေသွားမှာပါတဲ့ပြီးရင်ပေါ်တတ်မယ်တော်လို့လည်းမရဘူးဒီကနေတက်မှာပါ Okay သွားပါမယ် state 32တော့ဖြစ်နေပြီဟုတ်လားခီးသွားယူပါမယ်လာစားပြီလို့ဟာget key ဆိုတော့ရှင်းလေးကိုလာရှုပ်နေတယ်လို့ဒီကင်းကတော့လာစားနေပြန်ပြီဟာဒီပေါ်မှာလွင့်နေOkay လေးပေါ်မှာလွင့်နေပြုတ်ကျတော့ပြန်ပြီခုံပါမယ်ဆွဲမလျှော့ပါ Okay ပြီးရင် what Okay စကုံပါမယ်Okay လာရှုံနေပါတယ်သူကတော့ပြုတ်ကျသွားပါပြီသူဘယ်လိုလဲတော့မသိပါဘူးဟာတွန်းလည်းပြုတ်ကျသွားပြီOkay ဒီကိန်းကတော့တော်လေးကိုစိတ်ပြဖို့ကောင်းပါလေတက်လုံးစောတော့ပါဘူး Okay အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲချန်နယ်တက်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးကြပါရှင်အားလုံးပဲ bye bye